စိတ်ထဲမှာအေးချမ်းနေခြင်းရင်ဘယ်သူအကြောင်းမှသိမစင်စားပါနဲ့ဘယ်သူအကြောင်းမှသိအာယုံမဆိုင်ပါနဲ့ကိုဘဝကိုပဲအာယုံဆိုင်ပါဘယ်သူအကြောင်းမှအာယုံမဆိုင်တော့တဲ့အချိန်ကအေးချမ်းဆုံးအချိန်ပါကိုဘယ်သူတွေဘယ်လိုထင်မလဲဘယ်သူတွေဘယ်လိုမြင်မလဲဘယ်သူတွေဘယ်လိုပြောမလဲဆိုတာတွေကိုသိမစင်စားပါနဲ့သူများကိုအာယုံဆိုင်ဖို့ထက်ကိုသာအာယုံဆိုင်ပါကိုလည်းဘာမှမဟုတ်တယ်လို့ဘယ်သူကမှလည်းဘာမှမဟုတ်ပါဘူးအားလုံးဟာတရင်ကလေးတွေပါဘယ်သူကမှလည်းမျောလင့်ချက်တွေမပေးပါနဲ့ဘယ်သူစီကမှလည်းဘာကိုမှမမျောလင့်ပါနဲ့ကုသိုလ်တွေနဲ့ပြောနိုင်အောင်ကြိုးစားပါစိတ်ကလေးအေးချမ်းနေပါလိမ့်မယ်သာသနာ့တွင်ဆရာတော်